ဒီမှာငါရဲတောက်တယ်ကဘာပေါ်မှာရှိတဲ့အမျိုးသားရဲ့80ရာခိုင်နှုန်းအရဲတောက်တယ်ကိုပတ်စံနဲ့ကိုတောက်သိတာတော်လန်ရေးသမားအရဲတောက်တာအပြစ်မဟုတ်အပြစ်တွေလုပ်ပြီးတော့မှအပြစ်မလုပ်ချင်အောင်ဆောင်တာမှအပြစ်အဲ့တော့ငါအရဲတောက်တယ်အပြစ်မဟုတ်ငါပတ်စံနဲ့ငါတောက်နော်အရဲတောက်တယ်ငါဘယ်တော့မှစိတ်ထဲမကြောက်ငါတယောက်တည်းဆိုငါဘယ်တော့မှစိတ်ထဲမကြောက်ငါစနိုက်ပါတလက်ရှိရင်တော့ကျူလာခွေးတွေကိုငါလိုက်ချောင်းပြီးတော့ပြစ်အောင်ပါဘယ်တော့မှစိတ်ထဲမကြောက်အေးငါရဲဘော်ရဲ့မိသားစုဘောကငါရဲဘော်ကငါရဲ့အတ္တကြားမှာပိတ်လောင်နေလားဆိုတော့ငါတွေးနေပဲတခါတည်းစိတ်ညစ်တာပဲရှိဘယ်တော့မှစိတ်ထဲမကြောက်နော်အဲ့တော့ပြောပြချင်တာတော်လည်းရို့စွန့်ခွာသွားတဲ့ညီကိုတွေကိုပြောပြချင်တာမင်းတို့စွန့်ခွာသွားလို့ရနော်စကားစားပြိုတော့မှာဒါပေမဲ့မင်းတို့စွန့်ခွာသွားရင်အချိန်တန်ကြလို့ရှိရင်မင်းတို့ငါတို့ရောကျွံဖြစ်မှာမင်းတို့အာဆီယံ10နိုင်ငံမကြိုက်တဲ့နိုင်ငံပြည်စကားစားအားကောင်းသွားတဲ့ခါကြလို့ရှိရင်မင်းတို့လိုက်ပြီးတော့မှဖြိုဖျက်ခံရမှာမင်းငါပြောတဲ့စကားကိုမင်းတို့ယုံလိုက်အေးငါကတော့ကျူလာထမိန်အောက်မှာခိုးဝင်ပြီးတော့မတည်ဘူးကျူလာထမိန်အောက်မှာခိုးဝင်နေတဲ့ကောင်တွေကိုငါကတော့လိုက်တတ်မှာအေးငါတယောက်တည်းဘာမှစိတ်ထဲကြစရာမရှိဘူးအဲမင်းတို့ငါအမေအတွက်ငါစိတ်မပူဘူးတိလားဘာဖြစ်လို့လဲငါကတော့တားမိုက်ပေါ့ကွာငါအမေအတွက်ငါစိတ်မပူဘူးငါအမေဘာဖြစ်နေလဲငါမသိဘူးတွေးလည်းမတွေးဘူးအေးမင်းတို့အမေဘာဖြစ်နေလဲတော့ငါတွေးတယ်မင်းတို့မိသားစုအစင်မပြေမအောင်ငါတွေးတယ်အဲကြောင့်မို့မင်းတို့ပြေးသွားတဲ့ကောင်တွေကိုလည်းငါအဖြစ်မမြင်ဘူးမင်းတို့မိသားစုကိုငါမကြည့်နိုင်ဘူးမှန်တယ်ငါတို့မဆောက်ရှောက်နိုင်ဘူးမှန်တယ်မင်းတို့မိသားစုအတွက်မင်းတို့လှုပ်ကြွေးဖို့မှန်တယ်ဒါပေမဲ့မင်းရောငါရောမရှိတဲ့နေကြရင်တော့လူလူဆိုတဲ့ငါတို့ဘောမျောလင့်နေတဲ့လူလူအတွက်တော့မင်းတို့ပြောလို့မရတော့ဘူးငါတယောက်စားတော့ငါပြောလို့ရတယ်ငါကတော့တယောက်တည်းရှိတကောင်တည်းကြိတ်မှာပဲငါစိတ်ပဲ